အိမ်နီးနားချင်းကကျွန်တော်ရဲ့အပေါ်ဆုံးထက်ဝရန်နာရေကာနယံကိုတိုင်တော့ဖြစ်တယ်မြို့တော်စီပင်ကလူတွေနဲ့တွေ့ဖို့ဖြစ်လာပြီးအဲ့ဒီနေ့မှာပဲအိမ်ကြီးရောက်လာကြတယ်ကျွန်တော်ဘာမှလည်းပြန်မငင်းတယ်လို့ခွင့်လွှတ်ဖို့လည်းမတောင်းပန်ခဲ့ဘူးချက်ချင်းပဲလက်မှတ်ထိုးပြီးဖျက်သိမ်းဖို့သဘောတူလိုက်တယ်အိမ်နီးနားချင်းကတော့အောက်မှာရက်ပြီးလက်ပိုက်လို့မျက်နှာကြီးကတော်တော်လေးကျဉ်နေနေတဲ့ပုံပဲအဲ့ဒီညမှာပဲကျွန်တော်ကအလုပ်သမားအဖွဲ့ကိုရှာပြီးညရင်းချင်းပဲရေကာနယံနဲ့ရေစင်းပိုက်တွေကိုပြောင်းစင်သွားအောင်ရိုက်ခွဲပစ်လိုက်တယ်နောက်နေ့ကျတော့မိုးသက်မုန်တိုင်းကချက်ချင်းရောက်လာရောအပေါ်ဆုံးထက်ကရေတွေကရေကာနယံရဲ့လမ်းကြောင်းမရှိတော့တဲ့အတွက်တကယ်ရေတကုံကြီးလိုမျိုးအပြင်းနယံအတိုင်းအရှိန်နဲ့စီးကြပြီးတန်နဲ့ချီတဲ့မိုးရေတွေကအောက်ထပ်အိမ်နီးနားချင်းရဲ့အခန်းထဲကိုအတင်းတိုးဝင်သွားတော့တာပဲ၃ရက်မြောက်မနက်ခင်းမှာတော့အိမ်ယာမန်နေဂျာကမျက်လုံးတွေနီးရဲပြီးကျွန်တော်အိမ်တကားကိုလာခောက်တယ်သူ့တန်တွေတောင်ဝင်နေပြီးပြားကူညီပါအောင်ရေကာနယံကိုပြန်ဆောက်ပေးပါအောင်နဲ့အောက်ထက်က6ထပ်လုံးကအိမ်ငါးတွေစုပေါင်းပြီးတိုင်တောနေကြတယ်အိမ်ထဲကခုတင်တွေတောင်ရေဆိုပြီးပွားကုန်ပြီလို့ပြောတယ်ကျွန်တော်ကတော့ကော်ဖီခွက်ကိုကင်ပြီးအေးအေးလူလူပဲပြောလိုက်တယ်ကျွန်တော်မြင်လိုက်တဲ့တကားအပြင်မှာစိတ်တူနေကြတာကျွန်တော်ကိုတိုင်တဲ့အောက်ထက်ကအိမ်နီးနားချင်းကစင်ကြံလမ်းမှာရက်နေပြီးမျက်နှာကြီးကရေဆိုးမြောင်းထက်တောင်ပုံမဲမှောင်နေတယ်စီပင်ကလူတွေရောက်လာတဲ့အချိန်တုန်းကကျွန်တော်ကဝရန်နာမှာထိုင်ပြီးလက်ဖက်ရည်တောက်နေတာယူနီဖောင်းဝတ်ထားတဲ့ဝန်ထမ်း2ယောက်ကတီတီတန့်တန့်မျက်နှာပေးနဲ့လက်ထဲမှာဖိုင်တွဲတွေကင်ထားတယ်လင်းကြီးဆိုတာတင်လာဟုတ်ပါတယ်ကျွန်တော်ပါကျွန်တော်တို့တိုင်တန်းချက်ရထားပါတယ်မင်းတို့အိမ်အပေါ်ဆုံးထက်အပြင်နယံမှာသဘောလျောက်တိုးချက်ထားတဲ့ရေကာနယံကဥပဒေနဲ့မညီတဲ့အဆောက်အုံဖြစ်နေလို့ဖျက်သိမ်းဖို့လိုအပ်ပါတယ်သူကပြောရင်းနဲ့အောက်ထပ်ကိုညွှန်ပြတယ်သူညွှန်ပြတဲ့လမ်းကြောင်းတိုင်းကျွန်တော်ကြည့်လိုက်တော့အောက်ထက်ကအိမ်နီးနားချင်းလီချန်ကလက်ပိုက်ပြီးအိမ်ယာဝဲအောက်ကပန်းခုံနားမှာမိရက်နေရင်မျက်နှာမှာဖုံးမရဖြစ်မရတဲ့ကျင်းနဲ့အပြုံးတွေဖြစ်နေတယ်သူ့ဘေးမှာတော့သူ့မိမကရက်နေပြီးဖုန်းကိုမြောက်ပြီးကျွန်တော်စီကိုဗီဒီယိုလှမ်းရိုက်နေတယ်ပါဇက်ကလည်းဘာတွေပြောနေမှန်းမသိဘူးကျွန်တော်အကြည့်ကိုပြန်ရုပ်လိုက်ပြီးစီပင်ကလူတွေကိုကြည့်လိုက်တယ်ကောင်းပြီလေဝန်ထမ်းကခဏလောက်ကြောင်သွားတယ်ကျွန်တော်ဒီလောက်အထိပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့မထင်ထားဘူးပဲသူပြင်ဆင်လာတဲ့စကားတွေနဲ့စီမင်းဥပဒေတွေအားလုံးကလေချောင်းထဲမှာတင်တဆုပ်သွားတယ်မင်းပါပြောလိုက်တာလဲကျွန်တော်ကကောင်းပြီလို့ပြောတာကျွန်တော်သဘောတူတယ်ဖြတ်သိမ်းရမယ့်စာရွက်ဘယ်မှာလဲကျွန်တော်လက်မှတ်ထိုးမယ်ဒီတစ်ခါတော့သူ့နောက်ကလူငယ်ဝန်ထမ်းတော်အံ့ဩသွားတဲ့မျက်နှာဖြစ်သွားတယ်သူတို့တွေဥပဒေပြင်ပအဆောက်အုံတွေဖြတ်သိမ်းတဲ့အခါငိုယိုပြီးကြီးကြစတူဒီယိုလုပ်တဲ့အပေါ်ဆုံးထပ်ပိုင်ရှင်တွေကိုအများကြီးကြုံဘူးပေမဲ့ကျွန်တော်လိုပြက်ပြက်တသားလုပ်တဲ့လူကိုပထမဆုံးအကြိမ်တွေ့ဘူးတာဖြစ်လိမ့်မယ်စီပင်ကောင်းဆောင်ကချက်ချင်းတတိပြန်ဝင်လာပြီးဖိုင်တွဲထဲကနေတတ်မှတ်ရက်အတွင်းဖြတ်သိမ်းရမယ့်အကြောင်းကြားစာကိုထုတ်ပေးတယ်စီမင်းအရာမင်းမှာကိုယ်တိုင်ဖြတ်သိမ်းဖို့3ရက်အချိန်ရှိပါတယ်ဘောပင်ကိုယူပြီးအဆုံးမှာကိုယ့်နာမည်ကိုလက်မှတ်ထိုးလိုက်တဲ့3ရက်တောင်မလိုပါဘူးကျွန်တော်ဒီညပဲရိုက်ခွဲပြင်မဲ့ပူပေါင်းဆောင်ရွက်ပေးလို့ကျေးဇူးတင်ပါတယ်စီပင်ကလူတွေထွက်သွားပြီးနောက်ကျွန်တော်ဖုန်းထုတ်ပြီးအလုပ်သမားကောင်းဆောင်အောင်ကြီးစီဖုန်းဆက်လိုက်တယ်ကိုအောင်ကြီးဒီညအလုပ်ရှိတယ်ကျွန်တော်အိမ်ကရေကာနယံတွေအကုန်ရိုက်ခွဲဖြစ်ပါရေစင်းပိုက်တွေလည်းတခုမှမချန်နဲ့ဖုန်းထဲကနေခဏလောက်တိတ်ဆိတ်သွားပြီးလင်းရီဒီလိုညကြီးမင်းကြီးအရေးပေါ်ဆိုရင်တော့ပတ်စံပို့ပေးရမယ်ဗျလောက်အားကနှစ်ဆပေးမယ်ကာလနာလက်ငင်းချင်မယ်ည10နာရီမတိုင်ခင်အလုပ်ဆက်ရမယ်အဲ့ဒီည10နာရီခွဲမှာကိုအောင်ကြီးကအလုပ်သမား3ယောက်နဲ့အတူကရိယာတွေတည်ပြီးအပေါ်တက်လာတယ်လျှက်စစ်လုံပူတန်တွေသူနဲ့ထူရိုက်တန်တွေကညမောင်မှာတော်တော်လေးနားကြီးစရာကောင်းနေတယ်ကျွန်တော်ဝရန်တာဘေးမှာရက်ပြီးအောက်ထက်ကလီချန်တို့အိမ်ကမီးတွေလင်းလိုက်ပိတ်လိုက်လင်းလိုက်ဖြစ်နေတာကိုကြည့်နေလိုက်တယ်မနက်အစောပိုင်း2နာရီမှာတော့ရေကာနယံနဲ့ရေစင်းပိုက်တွေကလုံးဝအပြက်စီးတွေဖြစ်သွားပြီကိုအောင်ကြီးကချွေးတွေကိုတုံရင်းကုန်ပြီမလားတကယ်ရိုက်ခွဲပစ်လိုက်တာလားတဲ့ကျွန်တော် secret တလိပ်ညှိလိုက်ပြီးခွဲပစ်လိုက်ပြီလို့ပြောလိုက်တယ်နောက်နေ့မနက်6နာရီမှာတော့မိုးလေဝသခန့်မှန်းချက်ထဲကမိုးတက်မုန်တိုင်းကအချိန်မှန်ရောက်လာပြီးမိုးဆက်တွေကအပေါ်ဆုံးထက်ကဘီလက်မြေချမ်းပြင်ပေါ်ရိုက်ခတ်လို့ချက်ချင်းပဲရေကငယ်လေးလိုဖြစ်လာတယ်ရေကာနယံရဲ့လမ်းကြောင်းမရှိတော့တဲ့အတွက်ရေတွေကလမ်းကြောင်းအစ်စ်ကိုရှာတွေ့သွားတယ်အဲ့ဒါကတော့အပြင်နယံပဲကျွန်တော်ကတင်းပေါက်ဖေးမှာရက်ကြည့်နေလိုက်တယ်မိုးရေတွေကအပြင်နယံအတိုင်းကျပြန့်တဲ့ရေတကုံကြီးလိုဖြစ်ပြီး6ထက်ကလီချန်တို့ရဲ့ဝရန်နာနဲ့ကတင်းပေါက်တွေစီကိုအတိအကျစီစဉ်သွားတော့တာပဲ10မိနစ်ပဲရှိသေးတယ်အောက်ထက်ကနေလီချန်ရဲ့အော်ဟစ်ပေါက်ကွဲတန်ကြီးထွက်လာရောမိုးကညနေအထိစက်တိုက်ရွာနေတယ်ဒီအတော်အတွင်းလီချန်အပေါ်တက်ပြီးတကားကို3ချိန်လာထူတယ်ကျွန်တော်ကတော့လုံးဝတကားမဖွင့်ပေးခဲ့ဘူး3ရက်မြောက်မနက်ခင်းမိုးရွာတာလဲတိတ်သွားရောအိမ်ယာမန်နေဂျာကပင်ပန်းနွမ်းနေနေတဲ့မျက်နှာနဲ့ကျွန်တော်တကားဝမှာပေါ်လာပြန်တဲ့သူ့မျက်လုံးတွေညီရဲပြီးအတန်တွေဝင်နေရှာတယ်မစ္စတာလင်းရေတားတိုင်းလေးကိုပြန်ဆောက်ပေးဖို့တောင်းပန်ပါတယ်ဗျာအောက်ထက်က6လွာစလုံးကလူတွေစုပေါင်းတိုင်ကြားနေကြလို့ပါအန်တီဝန်တို့အိမ်ကတစ်သားကူတင်ကြီးတောင်ရေဆိုပြီးပွားနေပြီ
ကျွန်တော်ကော်ဖီကိုတငုံတောက်လိုက်ပြီးမန်နေဂျာရဲ့အဲ့ဒါကတရားမဝင်စောက်လုပ်မှုလေကျွန်တော်ပြန်မစောက်ရဲပါဘူးလို့ပြောလိုက်တဲ့ကော်ရီတာထဲမှာရှိနေတဲ့လီချန်ကဒီစကားကိုကြားတော့မျက်နှာကြီးတစ်ခုလုံးမင်းမောင်သွားတော့တာပဲသူဘာပြောချင်လဲဆိုတာသိပေမဲ့စကားတစ်လုံးမှထွက်မလာရှာဘူးဘာလို့လဲဆိုတော့သူကိုယ်တိုင်စပြီးတိုင်ကြားခဲ့တာကိုအိမ်ယာမန်နေဂျာထွက်သွားပြီးနောက်လီချန်ကကော်ရီတာထဲမှာငါမိနစ်လောက်ရက်နေသေးတယ်သူပါဇက်ကိုဟာလိုက်ပိတ်လိုက်နဲ့နောက်ဆုံးတော့ဘာမှမပြောပဲအောက်ထပ်ကိုဆင်းသွားတော့တယ်ကျွန်တော်တကားပိတ်ပြီးမှန်ပြောင်းကနေသူ့ရဲ့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ကြောပြင်ကြီးကိုကြည့်ရင်ရင်ထဲမှာအတိုင်းမသိကျဉ်းနှံ့မိတာပေါ့ညနေ3နာရီမှာတော့အိမ်ယာပိုင်ရှင်တွေရဲ့ WeChat group ထဲမှာပေါ်လောရိုက်သွားတော့တယ်6ရွာက NT1 ကဓာတ်ပုံတော်တော်များများပို့လာတယ်သူတို့အိမ်ကအခန်းမျက်နှာချက်ကနေရေတွေစိတ်ထွက်နေပြီးနန်းရန်စိတ်တုတ်ထားတာတွေအကုန်ကွာကြနိုင်ငံခြားဖြစ်ကြမ်းခင်းတွေပါကျွတ်တက်ကုန်ပြီးတဲ့9ရွာကအန်ကေချန်ကပို့ဆိုးတယ်သူအစ်စ်ဝယ်ထားတဲ့တားရီဆိုဖာကြီးကရေဆိုပြီးပုံပြတ်သွားတယ်လို့စပွဲပေါ်ကတစ်သားပန်းပရုပ်တွေပါမှုတက်ကုန်ပြီးလို့ပြောတယ်4ရွာ3ရွာကလူတွေလည်းထွက်ပြီးညှဉ်းညူကြတာပေါ့ဝရန်တာပြင်းနေရန်တွေရေဆိုကုန်ပြီးပလင်းပေါက်ပေါင်တွေထဲကနေရေတွေစိတ်ဝင်နေတယ်လို့ဆိုကြတယ်ဒါပေမဲ့အဆိုးဆုံးကတော့လီချန်ပဲသူ့မိမက group ထဲကို3မိနစ်စာဗီဒီယိုတစ်ခုပို့လာတယ်ဗီဒီယိုကိုဖွင့်ကြည့်လိုက်တော့လီချန်တို့အိမ်ကအခန်းကရေတကွန်လိုဖြစ်နေတာတရင်ပေါက်နေရန်တွေကတယောက်ယောက်ကရေပုံးနဲ့လောင်းထားတယ်လို့မျိုးမိုးရေတွေကနေရန်အတိုင်းစီးကြပြီးကျမ်းပြင်ပေါ်မှာရေတွေဝတ်နေတယ်သူတို့ကြွားနေကြတိန့်တရတဲ့အီတလီဖြစ်သားရေဆိုဖာကြီးကရေထဲမှာနစ်နေပြီးသားရေတွေပါကျုံပြီးဖြူဖြောကုန်ပြီး TV စင်ဘေးက65လက်မက TV ကြီးကလည်းမိပိတ်နေပြီးအောက်ခြေကနေရေတွေစီးကြနေတယ်လီချန်မိမကဗီဒီယိုထဲမှာရှိုက်ကြီးတင်ငင်ငိုရင်းဒါကကျမတို့300အကုန်ခံပြီးပြင်ဆင်ထားတဲ့အိမ်လေးလင်းရီရှင်ရော်ကြီးပေးရမယ်လို့အော်နေတဲ့ group ထဲမှာစက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးမှတယောက်ယောက်ကအမေးတင်ဂီတာစတစ်ကာပို့လာကြတယ်။ညနေ6နာရီမှာတော့လီချန်တယောက်ဘလို့မှအောက်မထားနိုင်တော့ဘူးကျွန်တော်မိဖို့ချောင်းမှာဟင်းချက်နေတော့တကားကိုအပြင်းထန်လာထုတဲ့အတန်ကြားလိုက်ရတယ်။တကားဖွင့်ဆန်းလင်းရီမင်းတကားဖွင့်ဆန်းသူ့တံမှာဒေါသတွေနဲ့စိတ်ပြက်လက်ပြက်ဖြစ်မှုတွေအပြည့်ပဲကျွန်တော်ရဲ့တံမဏိတကားကြီးတောင်တုန်ခါသွားရတယ်ကျွန်တော်မိပိတ်ပြီးအေးလူလူတကားနာကိုရှောက်သွားလိုက်တယ်မှန်ပြောင်းကနေကြည့်လိုက်တော့သူ့မျက်လုံးတွေနီးရဲပြီးမျက်နှာကြီးကဒေါသကြောင့်ပုံပြက်နေတာကိုတွေ့ရတယ်တကားဖွင့်လိုက်တာနဲ့လီချန်ကအထဲကိုအတင်းတိုးဝင်ဖို့လှုပ်လို့ကျွန်တော်လက်နဲ့လှမ်းတားလိုက်ရတယ်မစ္စတာလီဘာကိစ္စရှိလို့လဲဗျာကျွန်တော်လေတန်ကဒီနေ့ရာသီဥတုဘယ်လိုလဲလို့မေးနေတယ်လို့မျိုးအေးစစ်စစ်ပဲဘာကိစ္စဟုတ်လားမင်းကြည့်လိုက်ဦးငါအိမ်ဘယ်လိုဖြစ်သွားပြီလဲဆိုတာမင်းငါ့ကိုရော်ကြီးပေးရမယ်အနည်းဆုံး300ကျွန်တော်တကားပေါင်ကိုမှီလိုက်ပြီးမစ္စတာလီခမတို့အိမ်ရေယိုတာကကျွန်တော်နဲ့ပါဆိုင်လို့လဲလီချန်ကဒေါသတကြီးနဲ့တုံတုံရင်ပြောရှာတယ်မင်းသားရေတားတိုင်းကိုမဖြက်စီးခဲ့ရင်ငါအိမ်ထဲရေတွေဝင်ပါမလားကျွန်တော်ခေါင်းမြပြလိုက်ပြီးစင်ဘော်ကစီပင်ကပေးခဲ့တဲ့ဖြတ်သိမ်းရေးအကြောင်းကြားစာကိုယူပြီးသူ့ရှိမှလှမ်းပြလိုက်တယ်မစ္စတာလီတာကခမကိုယ်တိုင်တရားမဝင်ဆောက်လုပ်မှုဆိုပြီးတိုင်ကြားခဲ့လို့စီပင်ကဥပဒေအရထုတ်ပြန်ထားတဲ့ဖြတ်သိမ်းရေးအကြောင်းကြားစာလေးကျွန်တော်ကဥပဒေကိုလိုက်နာပြီးတရားမဝင်တာကိုဖျက်ဆီးပေးတာပဲမဟုတ်ဘူးလားအခုကျတော့တရားမဝင်တာကိုပြန်ဆောက်ခိုင်းချင်တာလားလီချန်ရဲ့မျက်နှာကြီးကဝက်သေးချေအောင်လို့ချက်ချင်းပြောင်းသွားပြီးစာရွက်ကိုဆွဲလူကြည့်ရင်လက်တွေတုံလာတယ်ဒါပေမဲ့လည်းမင်းကဖြတ်ချင်တိုင်းချက်ချင်းဖြတ်လို့မရဘူးလေငါတို့ကိုကြိုပြောရမှာပေါ့အောက်ထက်ကလူတွေကိုကျွန်တော်ပြုံးလိုက်ပြီးစီပင်ကကျွန်တော်ကို3ရက်ချိန်ပေးတယ်ကျွန်တော်ကကြိုပြီးဖြတ်တာကဥပဒေကိုတက်တက်ကြွကြွလိုက်နာတာပဲလေခမ ्या ကိုအကြောင်းကြားရမယ်ဆိုတဲ့စီကံကတော့စာရွက်ထဲမှာမပါပါဘူးလီချန်နှက်ခမ်းတွေတုံရင်နေပြီးအကြာကြီးနေမှစကားတစ်လုံးထွက်လာတယ်မင်းကလူယုံမှာပဲငါမင်းကိုမကြောက်ဘူးမစ္စတာလီစကားကိုဆင်ခြင်မှာအတရေဖြတ်မှုကဥပဒေအရအရေးယူခံရနိုင်တယ်နော်ကျွန်တော်ကဥပဒေကိုလိုက်နာတဲ့နိုင်ငံသားကောင်းတစ်ယောက်ပါတရားမဝင်ဆောက်လုပ်မှုကိုဖျက်တာပဲလေသူဘာပြောချင်လဲဆိုတာသိပေမဲ့စကလုံးတွေပျောက်ချနေရှာတယ်ဘာလို့လဲဆိုတော့အစကတည်းကသူကိုယ်တိုင်ပဲတဒနာကိုစခဲ့တာကိုလီချန်ကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်ပြီးမင်းဆောင်နေလိုက်ဤကိစ္စမပြီးသေးဘူးလို့ပြောပြီးလှေကားအတိုင်းဆင်းသွားတော့တယ်ကျွန်တော်တကားပိတ်လိုက်ပြီးနှက်ခမ်းထောင်းကနေပြုံးလိုက်မိတယ်မပြီးသေးဘူးဟုတ်လားဒါဆိုရင်လည်းစောင့်ကြည့်ကြတာပေါ့အောက်ထပ်ကနေအန်တီဝန်ရဲ့ဒေါသတကြီးနဲ့မင်းမြန်းတန်ကိုကြားလိုက်ရတယ်လီချန်နင်ရက်လိုက်စမ်းငါတို့အိမ်ကပျက်စီးဆုံးရှုံးမှုတွေကိုနင်ဘယ်လိုရောမလဲလီချန်အောက်ထပ်မှာအန်တီဝန်နဲ့အပိတ်ခံထားရတဲ့အချိန်ကောင်းကင်ကနေမိုးတွေပြန်ရွာလာပြန်တဲ့ဒီတစ်ချိန်ကမိုးတက်မုန်တိုင်းမဟုတ်ပဲတဖွဲဖွဲရွာတဲ့မိုးမျိုးဖြစ်ပေမဲ့ပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီမိုးကအကြာကြီးဆွဲပြီးရွာမှာမို့လို့ပဲကျွန်တော်ပတင်းပေါက်ကနေအောက်ကဒရာမာကိုလှမ်းကြည့်နေခဲ့တဲ့အန်တီဝန်ကလီချန်ရဲ့အင်ဂျီလက်ကိုဆွဲထားပြီးလွတ်မပေးဘူးအန်ကယ်ချန်ကလည်းငါးလွာကနေဆင်းလာပြီးသူ့ရဲ့မို့တက်နေတဲ့တစ်သားပန်းပရုပ်ကိုလီချန်မျက်နှာရှိအထိထိုးပြကမင်းကြည့်လိုက်ဦးဒါကငါအချင်းနေချန်ကနေ330ပေးပြီးဝယ်လာတာအခုတော့အကုန်ပျက်စီးသွားပြီလို့ပြောနေတယ်လီချန်ကလူနှစ်ယောက်ကြားမှာညက်နေပြီးမျက်နှာကြီးကဖြူလိုက်ပြလိုက်နဲ့ပါဇက်ကလည်းဘာရီစင်ကြီးပေးနေမှမသိဘူးမိုးတန်တွေကြောင့်သူ့အတန်တွေကပျောက်ကွယ်နေတာပေါ့မိုးကညစ်တဲ့အထိစက်တိုက်ရွာနေခဲ့တယ်နနက်4ရက်မြောက်နေ့နိုးလာတော့လဲမိုးကရွာနေတော့မဲ့တရင်ပေါက်ဖွင့်ကြည့်လိုက်တော့တကိုယ်လုံးကအပြင်းနဲ့ရန်တွေအကုန်ရေဆူရွှဲနေပြီး6လွာကနေတလွာအထိအယောင်ရင်းရင်စေးတုပ်ထားသလိုဖြစ်နေတော့တယ်ပန်းချံပေါင်ပေးမှာအေယာမန်နေဂျာကထိုင်ပြီးအပြင်းနဲ့ရန်ရဲ့ရင်စိတ်မှုကိုစစ်ဆေးနေရင်မျက်နှာကတော်တော်လေးပြက်နေရှာတယ်
မနက်10နာရီမှာတော့အိမ်ယာမန်နေဂျာကတကားလာခောက်ပြန်တယ်ဒီတစ်ချိန်မှာတော့သူကလီချန်နဲ့အိမ်ယာပိုင်ရှင်ကော်မတီဥက္ကဋ္ဌဦးလေးတို့ကိုပါခေါ်လာတာ3ယောက်စလုံးတကားဝမှာရက်နေကြပြီးမျက်နှာတွေကတော်တော်လေးတည်တက်နေကြတယ်မစ္စတာလင်းကျွန်တော်တို့ခင်ဗျားနဲ့ကိစ္စတစ်ခုဆွေးနွေးချင်လို့ပါအိမ်ယာမန်နေဂျာကအားနာတဲ့လေတန်းနဲ့စကားဆတယ်အခုမိုးကဆက်ရွာနေတော့ပဲအောက်ထက်ကအခြေအနေတွေကပိုပြီးဆိုးရွားလာတဲ့6ရွာကလူတွေအကုန်လုံးဒုက္ခရောက်နေကြပြီးဆုံးရှုံးမှုစုစုပေါင်းကအနည်းဆုံး3000ကျော်နေပြီကျွန်တော်ကတော့တကားပေါင်ကိုမှီပြီးနားထောင်နေလိုက်တယ်မန်နေဂျာကတရွေးတစ်ချက်မျိုးချပြီးဆက်ပြောတယ်ကျွန်တော်သိပါတယ်အဲ့ဒီရေးသားတဲ့တိုင်းကတရားမဝင်စောက်လုပ်မှုဆိုတာဒါပေမဲ့အခုကအခြေအနေကထူးခြားနေလို့ပါခင်ဗျားအနေနဲ့ယာယီရေးနှုတ်မြောင်းလေးတစ်ခုခုလုပ်ပေးလို့ရမလားရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပေါ့မိုးတိတ်သွားရင်ကျွန်တော်တို့ပြန်ဖြတ်ပေးပါမယ်ကျွန်တော်ဘာမှမပြောရသေးခင်ပါတယ်လီချန်ကကြားဖြတ်ပြီးလင်းရီအားလုံးကအိမ်နီးနားချင်းတွေပဲလေမင်းဒီလောက်အထိရက်ဆက်ဖို့မလိုပါဘူးငါတိုင်ကြားခဲ့တာမှားသွားတယ်ဆိုတာဝန်ခံပါတယ်ဒါပေမဲ့မင်းကတိုက်တိုက်လုံးကလူတွေဒုက္ခရောက်နေတာကိုဒီတိုင်းကြည့်နေမှလားဒါကကိုချင်းတရားပြဿနာပဲမင်းနားလဲရလားကျွန်တော်သူ့ကိုစိုက်ကြည့်ပြီးကိုချင်းတရားပြဿနာဟုတ်လားမစ္စတာလီခမည်းအစတုန်းကကျွန်တော်ကိုတိုင်ကြားခဲ့စဉ်ကဘာလို့ကိုချင်းတရားအကြောင်းမပြောခဲ့တာလဲလီချန်မျက်နှာနီးသွားပြီးအဲ့ဒါကမတူဘူးလေအဲ့ဒါကတရားမဝင်စောက်လုပ်မှုပဲဖြစ်ကိုဖြစ်ရမှာကျွန်တော်ကောင်းမြင်ပြလိုက်တယ်ဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဖျက်လိုက်ပြီလေအခုကျတော့ခမည်းကကျွန်တော်ကိုပြန်ဆောက်ခိုင်းနေတာလားအိမ်ယာကော်မတီဥက္ကဋ္ဌဦးလေးကကြားထဲကဖြန့်ဖြေပေးရှာတဲ့လင်းလေးရမင်းလဲသူနဲ့စကားများမနေပါနဲ့ဦးအခုကအဓိကတခြားအိမ်ကားတွေပါထိခိုက်နေလို့ပါအန်တီဝန်တို့ဆိုရင်ဘာမှမသိပဲဒုက္ခရောက်နေကြတာမိုးတိတ်သွားရင်ငါတို့ကော်မတီကနေပတ်စံဆိုင်ပြီးမင်းကိုတရားဝင်ဖြစ်မဲ့ရေနှုတ်စနစ်တစ်ခုလုပ်ပေးမယ်ဘာမှပြဿနာမရှိစေရဘူးအခုလောလောဆယ်တော့ယာယီလေးတစ်ခုခုလုပ်ပေးပါဦးကျွန်တော်ပြုံးလိုက်ပြီးဦးလေးရဲ့ကျွန်တော်မကူညီချင်တာမဟုတ်ပါဘူးတကယ်ကိုလုံးလို့မရလို့ပါစီပင်ကကျွန်တော်ကိုဖျက်သိမ်းရေးစာထုတ်ထားတာအခုကျွန်တော်ကပြန်ဆောက်ရင်အာဏာပိုင်တွေကိုစန့်ကျင်တာဖြစ်သွားပြီးပြစ်မှုကပိုကြီးသွားလိမ့်မယ်ကျွန်တော်ဒီလိုအန္တရာယ်မျိုးမစွန့်ရဲပါဘူးအိမ်ယာမန်နေဂျာကစိတ်ပူသွားပြီးဒါဆိုရင်အောက်ထက်ကလူတွေဆက်ပြီးရေမြုပ်နေတာကိုဒီအတိုင်းပဲကြည့်နေတော့မလားဒါဆိုရင်ခမည်းတော်စီပင်ကိုတွားရှာလေသူတို့ကိုနီးလက်ရှာခိုင်းပါကျွန်တော်ကတော့တာမန်ပြည်သူတယောက်မှုဥပဒေကိုပဲလိုက်နာနိုင်တယ်လီချန်နောက်ဆုံးတော့အောက်မထားနိုင်တော့ပဲကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြီးလင်းရီမင်းကတမင်တက်လောက်တာမင်းငါ့ကိုကလဲစားချင်နေတာလို့អော်တော့တယ်ကျွန်တော်သူ့ကိုတီတီငိမ့်ငိမ့်ပဲကြည့်ပြီးမစ္စတာလီအဲ့ဒါကအသေးဖြတ်မှုပါကျွန်တော်ကဥပဒေရပဲဖြတ်သိမ်းတာပါအကျိုးဆက်ကတော့အဆောက်အုံဒီဇိုင်းပိုင်းဆိုင်ရာပြဿနာဖြစ်လိမ့်မယ်ခင်ဗျားဆောက်လုပ်ရေးကုမ္ပဏီကိုတွားရှာပါအိမ်ယာမန်နေဂျာကိုတွားရှာပါကျွန်တော်ကိုလာမရှာပါနဲ့မန်နေဂျာကဘာပြောဦးမလို့လောက်တာကိုကျွန်တော်ကြားဖြတ်ပြီးတော့ရေးတွေပြန်ရှန်တာကလေကားပေါင်ရဲ့မူလရေနှုတ်စနစ်ချိုးရင်းချက်ကြောင့်ပါဒီအဖြစ်ကိုတော့ကျွန်တော်ကောင်းပေါ်လာမပုံပါနဲ့3ယောက်စလုံးတကားဝမှာရက်ပြီးဘာမှပြန်မပြောနိုင်ကြတော့ဘူးနောက်ဆုံးဦးလေးကတက်ပြင်းချပြီးဒါဆိုရင်လည်းပြီးတာပဲငါတို့တခြားနီးလန်းရှာကြည့်ပါမယ်လို့ပြောတယ်ကျွန်တော်တကားပိတ်လိုက်တဲ့အချိန်လီချန်ကကော်ရစ်တာထဲမှာတူတူလေးဆဲဆိုနေတာကိုကြားလိုက်ရသေးတယ်သူဘလောက်ပဲဆဲဂယုမဆိုင်ပါဘူးဘာလို့လဲဆိုတော့မိုးကတိတ်မသွားတဲ့အပြင်ပို့ပြီးတော့တဲလာလိုပဲဖုံးထုတ်ပြီးမိုးလေဝသခံမှန်းချက်ကိုစစ်ကြည့်လိုက်တော့နောက်ထပ်3ရက်ဆက်တိုက်မိုးရွာဦးမယ်နဲ့ပို့ပြီးတိုက်ဆိုင်တာကမိုးလေဝသဌာနကမိုးတက်မုန်တိုင်းအဝါရောင်သတိပေးချက်ထုတ်ပြန်လိုက်တာပဲအောက်ထက်ကလူတွေတော့မိုးတက်မုန်တိုင်းသတိပေးချက်ထုတ်ပြန်ပြီးနောက်တနေ့မနက်ပိုင်းမှာကျွန်တော်အိမ်ကလူခေါ်ဘဲကအဆက်မပြတ်မိလာတယ်မှန်ပြောင်းကနေကြည့်လိုက်တော့တကားအပြင်မှာလူအုပ်ကြီးရောက်နေတာအန်တီဝန်အန်ကယ်ချန်နဲ့3လွှာ4လွှာကလူတွေအပါဝင်အားလုံး9ယောက်10ယောက်လောက်ရှိမယ်တကားဖွင့်လိုက်တော့အားလုံးပဲဘာကိစ္စရှိလို့လဲဗျာအန်တီဝန်ကစပြီးဒေါသတကြီးနဲ့ပြောတယ်လင်းကြီးငါတို့ဒီနေ့ရှင်းလင်းချက်လာတောင်းတာနင်းကြည့်လိုက်ဦးငါတို့ရက်ပိုင်းတွင်ဆုံးရှုံးမှုတွေက3000ကျော်နေပြီးနင်းဒီတိုင်းကြီးပြစ်ထားလို့မရဘူးလေအန်ကယ်ချန်ကလည်းထောက်ခံတယ်ဟုတ်တယ်မင်းရေသားတိုင်းကိုမဖြတ်ခင်ကဘာလို့ကြိုးပြီးအကြောင်းမကြားတာလဲအခုတော့ငါတို့အိမ်တိုင်းဒုက္ခရောက်ကုန်ပြီဒီတာဝန်ကိုမင်းယူရမယ်သုံးပါကကြမ်းကျဲကပိုးပြီးပုံပွင့်လင်းလင်းပြောတယ်လင်းရီမင်းကတိုက်ပေါ်ထက်မှာနေတာလေတရားမဝင်တာကိုဖျက်ရင်တော့အောက်ထက်ကလူတွေရဲ့အသက်ရှင်တန်မှုကိုထည့်သွင်းစဉ်းစားရမှာပေါ့အခုတော့ငါတို့အိမ်ကနေရန်တွေအကုန်မှုတက်ပြီးကလေးပါချောင်းဆိုးနေပြီကျွန်တော်အဲ့ဒီလူတွေကိုကြည့်ပြီးသူတို့တွေလီချန်ရဲ့တွေးထုတ်မှုကြောင့်ရောက်လာတာဆိုတာရိပ်မိလိုက်တယ်ဘာလို့လဲဆိုတော့လူအုပ်ရဲ့အနောက်ဆုံးမှာလီချန်ကလက်ပိုက်ပြီးတပားသူဒုက္ခရောက်တာကိုဝမ်းသာအားရဖြစ်နေတဲ့မျက်နှာပေးနဲ့ရက်နေတာကိုသူကလူအုပ်ကြီးကိုအသုံးချပြီးကျွန်တော်ကိုအကြက်ကင်လို့ရမယ်ထင်နေတာအားလုံးပဲခင်ဗျားတို့ရဲ့စိတ်ခံစားချက်ကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ကိစ္စတစ်ခုကိုတော့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြချင်တယ်ရေးသားတိုင်းကိုဖြစ်တာကဥပဒေအရလှုပ်ဆောင်တာဖြစ်ပြီးဘာမှမှားယွင်းမှုမရှိပါဘူးခင်ဗျားတို့ရဲ့ဆုံးရှုံးမှုတွေကလည်းကျွန်တော်နဲ့ဥပဒေကြောင်းအရဘာမှမသက်ဆိုင်ပါဘူးအန်တီဝန်ကစိတ်ပူသွားပြီးဘာလို့မသက်ဆိုင်ရမှာလဲနင်သာရေးသားတိုင်းကိုမဖြတ်ရင်ငါတို့အိမ်ထဲရေဝင်ပါမလားကျွန်တော်ကောင်းကြီးပြလိုက်တဲ့အန်တီဝန်ပြောတာမှန်ပါတယ်တကယ်ပဲကျွန်တော်ရေးသားတိုင်းကိုဖြတ်လိုက်လို့ပါဒါပေမဲ့အန်တီဝန်တီလာကျွန်တော်ဘာလို့ဖြတ်လိုက်ရလဲဆိုတာဒီစကားကြတော့လူအုပ်ကြီးထဲမှာခဏတာတိတ်ဆိတ်သွားတဲ့လီချန်ရဲ့မျက်နှာကြီးကတိတိတတ်တာပြတ်သွားပြီးဘာပြောမလို့လောက်တာကိုကျွန်တော်ကအရင်ဥအောင်ပြောလိုက်တယ်ဘာလို့လဲဆိုတော့တယောက်ယောက်ကစီပင်ကိုကျွန်တော်အိမ်ကတရားမဝင်ဆောက်လုပ်မှုပါဆိုပြီးတိုင်ကြားခဲ့လို့လေစီပင်ကဥပဒေအရဖျက်ခိုင်းတော့ကျွန်တော်ကပူးပေါင်းဆောင်ရွက်ရတာပေါ့ဘယ်သူတိုင်လဲဆိုတာတော့အားလုံးသိကြမှာပါ
ကျွန်တော်ပြောရင်းနဲ့ဖုန်းထုတ်ပြီးဗီဒီယိုဖိုင်တစ်ခုကိုဖွင့်ပြလိုက်တယ်ဒါကစီပင်လူတွေရောက်လာတဲ့နေ့ကကျွန်တော်ဖုန်းနဲ့ခိုးရိုက်ထားတဲ့ဗီဒီယိုပဲဗီဒီယိုထဲမှာလီချန်နဲ့သူ့မိန်းမကအောက်ထပ်မှာရက်နေကြတယ်သူ့မိန်းမကဖုန်းကြီးထောင်ပြီးကျွန်တော်အိမ်ကိုရိုက်ရင်းကြည်စမ်းမကြခင်အဖြတ်ခံရတော့မယ်သူ့ကိုကြည့်ရအောင်နောက်ဆိုသူဒီမှာဘလို့ဆက်နေမလဲဆိုတာလို့ပြောနေတာအတန်ကရှင်းနေတာပဲဗီဒီယိုဆက်ပြတော့လီချန်ကလည်းဘေးကနေဟုတ်တယ်တေချာရိုက်ထားပြီး group ထဲပို့လိုက်အားလုံးကိုပြရမယ်တရားမဝင်တာကတရားမဝင်တာပဲဘယ်သူစောက်စောက်မရဘူးလို့ပြောနေတယ်ကျွန်တော်ဖုန်းကိုမြင့်ပြီးအားလုံးကိုတေချာမြင်အောင်ပြလိုက်တယ်ဒီဗီဒီယိုရိုက်ထားတဲ့အချိန်ကစီပင်ရောက်လာတဲ့နေ့ကပါအဲ့ဒီတုန်းကလီချန်လင်မယား2ယောက်ဘလောက်တောင်ဝမ်းသာနေလဲဆိုတာကဘာပေါ်ကလူတွေကုန်သူတို့တိုင်ကြတာအောင်မြင်သွားပြီဆိုတာသိစေချင်နေကြတာလူအုပ်ကြီးရဲ့မျက်နှာအမူအရာတွေချက်ချင်းပြောင်းလဲသွားတော့တဲ့အန်တီဝမ်ကြောင်သွားပြီးအန်ကယ်ချန်ကမျက်မှောင်ကုပ်လိုက်တဲ့ကြမ်းကျဲကတော့မယုံနိုင်စရာမျက်လုံးတွေနဲ့လီချန်ကိုလှည့်ကြည့်တယ်ကျွန်တော်ဆက်ပြောလိုက်တယ်ဒါကြောင့်အားလုံးပဲရော်ကြီးတောင်းချင်ရင်တိုင်ကြားတဲ့လူကိုတွားရှာရမှာပေါ့သူကပဲတရားမဝင်တာကိုဖျက်ဖို့အတင်းကျပ်လုပ်ခဲ့တာလေအကျိုးဆက်ကိုလည်းထည့်မတွက်ခဲ့ဘူးသူကြောင့်ပဲအားလုံးရဲ့အိမ်ထဲရေတွေဝင်ကုန်တာကျွန်တော်ကတော့စီပင်ရဲ့အမိန့်ကိုနာခံရုံတက်တက်ပဲဘာမှမမှားဘူးမဟုတ်လားအန်တီဝမ်ကပထမဆုံးသတိဝင်လာပြီးလီချန်ကိုလက်ညှိုးထိုးကကောင်းပြီလေလီချန်နင်ကပဲနောက်ွယ်ကနေပြဿနာရှာနေတာကိုနင်းမတိုင်ခင်ကငါတို့အောက်ထက်ကအိမ်နီးနားချင်းတွေကြောင့်ဘာလို့ထည့်မတွက်ခဲ့တာလဲအန်ကယ်ချန်လဲဒေါသထွက်သွားတယ်လင်းကြီးကိုတိုင်ပြီးတော့ငါတို့ကိုပါဒုက္ခပေးတယ်ဒီစရင်ကိုဘယ်လိုရှင်းမလဲသုံးပါကကြမ်းကျဲကပိုရက်ဆက်တယ်လီချန်ကကလေးရဲ့ဆေးဖို့ကိုနင်ပေးရမယ်ပြီးတော့နေရန်ပြန်ပြင်းတဲ့ဆေးရိတ်လည်းတပြားမှရှုပ်လို့မရဘူးတခြားအိမ်ငါးတွေလည်းပါဆက်ဟလာကြပြီးမြောက်ဦးကလီချန်စီကိုအကုန်လှည့်သွားတော့တယ်လီချန်မျက်နှာကြီးတစ်ခုလုံးချက်ချင်းဖြူဖြော်သွားပြီးစင်ကြေပေးဖို့ကြိုးစားပေမဲ့ဘာမှပြောမထွက်တော့ဘူးဘာလို့လဲဆိုတော့တိုင်ကြားတဲ့ကိစ္စကတက်တဲ့အခိုင်လုံးရှိနေတာကိုအန်တီဝမ်ကလီချန်ရဲ့ပခုံးကိုတွန်းပြီးပြောလေအစတုန်းကတိုင်တုန်းကကြတော့အကျိုးဆက်ကိုမစင်စားဘူးအခုတော့ကောင်းပြီလေပတ်စံရောတော့လီချန်ထောင်ကိုအမောင်းခံလိုက်ရပြီးနဖူးကနေချွေးတွေထွက်လာတယ်သူကျွန်တော်ကိုစိုက်ကြည့်တဲ့အကြည့်တွေထဲမှာမုံတိမှုတွေကောခြောက်ခြားမှုတွေကောအပြည့်ပဲဘာလို့လဲဆိုတော့ဒီတစ်ချိန်မှာတော့သူလူထုဒေါသကိုတကယ်စောမိသွားပြီဆိုတာသိလိုက်လို့ပဲကော်ရစ်တာထဲမှာဒေါသတကြီးအော်ဟစ်တန်တွေကတလိုင်းပြီးတလိုင်းမြင့်တက်နေခဲ့ပြီးကျွန်တော်ကတော့တကားပေါင်ကိုမိပြီးဒီပွဲကောင်းကိုငြိမ်ငြိမ်လေးစောင့်ကြည့်နေလိုက်တယ်ကော်ရစ်တာထဲကပြစ်တင်ရှုပ်ချတန်တွေက10မိနစ်လောက်ဆက်တိုက်ဖြစ်နေခဲ့တယ်။လီချန်ကလူအုပ်ကြားထဲမှာညက်နေပြီးမျက်နှာကဖြူလိုက်ပြလိုက်နဲ့နဖူးကချွေးဆက်တွေကပါပြင်တိုင်းစီးကျနေတယ်နောက်ဆုံးတော့သူအန်ကျိတ်ပြီးပြောလိုက်တယ်။ငါကဘာလို့ရော်ရမှာလဲဒါကအိမ်ယာမန်နေဂျာရဲ့တာဝန်လေးလှေကားရေနှုတ်စနစ်ကပြဿနာရှိတာမန်နေဂျာကပဲပြင်ရမယ်ရော်ရမယ်။အိမ်ယာမန်နေဂျာကလှေကားဝါကနေတက်လာတာနဲ့ဒီစကားကိုကြားတော့ချက်ချင်းဒေါသထွက်ပြီးရေပစ်လိုက်တယ်။လီချန်မင်းပါပြောလိုက်တယ်လီချန်ကကဲတင်ရှင်ရောက်လာပြီးအမတ်နဲ့လေတန်ကပူကျလာတဲ့အိမ်ယာစီမံခန့်ခွဲကားကို9နှစ်တိုင်းတပြားမှမကြံအောင်ပေးနေတာလေလှေကားထိန်းသိမ်းရေးကမင်းတို့တာဝန်မဟုတ်ဘူးလားအခုတိုက်ထဲမှာရေတွေကြီးနေတာမင်းတို့မရှင်းရင်ဘယ်သူရှင်းမလဲမန်နေဂျာကလူအုပ်အလဲကိုရှောက်လာပြီးလီချန်ကိုအေးဆက်ဆက်ကြည့်ကမစ္စတာလီကျွန်တော်အခုတရားဝင်အကြောင်းကြားပါရစေဒီကိစ္စမှာအိမ်ယာမန်နေဂျာဖွဲ့ကဘာတာဝန်မှယူစရာမလိုပါဘူးလီချန်ကြောင်သွားပြီးဘာလို့လဲမန်နေဂျာကဖိုင်တွဲတဲကစာရွက်စာတမ်းတစ်ခုကိုထုတ်ပြီးအားလုံးရဲ့ရှေ့မှာဖြန့်ပြလိုက်တဲ့လွန်ခဲ့တဲ့13နှစ်ကအိမ်ယာကော်မတီဖွဲ့စည်းတုန်းကပိုင်ရှင်အားလုံးလက်မှတ်ထိုးထားတဲ့အိမ်ယာစီမံခန့်ခွဲမှုဝန်ဆောင်မှုသဘောတူညီချက်ရဲ့နောက်ဆက်တွဲစည်းကမ်းချက်အပိုက်73မှာရှင်းရှင်းလင်းလင်းရေးထားတယ်။ပိုင်ရှင်တဦးချင်းစီရဲ့ကိုယ်ပိုင်လှုပ်ဆောင်မှုကြောင့်အဆောက်အုံဖွဲ့စည်းပုံပြောင်းလဲခြင်းသို့မဟုတ်နောက်ဆက်တွဲအဆောက်အုံဖျက်သိမ်းခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့မြစ်တီဆုံးရှုံးမှုကိုမဆိုအိမ်ယာကုမ္ပဏီကတာဝန်ယူမည်မဟုတ်ကြောင်းလို့ရေးထားတယ်။အန်တီဝမ်ကတိုးကြည့်ပြီးဟုတ်တယ်တကယ်ပဲဒီစည်းကမ်းပါတယ်မန်နေဂျာကလီချန်ကိုလက်ညှိုးထိုးပြီးမင်းကလင်းမီရဲ့တရားမဝင်ဆောက်လုပ်မှုကိုတိုင်ကြားခဲ့တာမင်းကပဲစီပင်ကိုရေတားတိုင်းဖြတ်ဖို့တွားပေးခဲ့တာဒီပြဿနာတစ်ခုလုံးရဲ့အစကမင်းရဲ့ကိုယ်ပိုင်လှုပ်ဆောင်မှုကြောင့်ပဲသဘောတူညီချက်အရမန်နေဂျာအဖွဲ့မှာဘာရော်ကြီးပေးရမယ့်တာဝန်မှမရှိဘူးလီချန်မျက်နှာပိုပြီးဖြူဖြော့သွားတဲ့သူ့ပါဆက်ကိုဟားလိုက်ပြီးအကြာကြီးနေမှဒါပေမဲ့လည်းငါတယောက်တည်းအပြစ်လို့ပြောလို့မရဘူးလေလင်းကြီးကအစတုန်းကဘာလို့တရားမဝင်တာကိုစောက်ခဲ့တာလဲကျွန်တော်အော်ရမီတော့တယ်မစ္စတာလီခမရဲ့အတွေးခေါ်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲခမကတိုင်တယ်ကျွန်တော်ကဖြတ်ပေးတယ်အခုကျတော့ကျွန်တော်ဘာလို့စောက်ခဲ့လဲဆိုပြီးအဖြစ်လာတင်နေပြန်ပြီအန်ကယ်ချန်လဲစက်ကြည့်မနေနိုင်တော့ပဲလီချန်မင်းယောက်ျားပြီးတာဝန်ယူစမ်းပါမင်းတိုင်ခဲ့တာဆိုတော့မင်းပဲတာဝန်ယူရမယ်ပြောလို့တော့မဆုံးသေးဘူးလှေကားဝါကနေအလောတကြီးခြေတံတွေကြားလိုက်ရတယ်လီချန်မိမကအမောတကောပြစ်တက်လာတာသပင်းတွေလည်းရှုပ်ပွားပြီးလက်ထဲမှာလည်းဟင်းချက်ချင်းကြီးကင်ထားသေးတယ်သူကဒီလိုခြေနေကြီးကိုမြင်တော့လီချန်ဘေးကိုချက်ချင်းပြေးဝင်လာပြီးမင်းတို့ဘာလုပ်နေကြတာလဲလူနိုင်ကျင့်နေတာလားလို့ဆူဆူဝါဝါအော်တော့တာပဲအတန်ကတော်တော်လေးနိုင်ကြီးစရာကောင်းတာပေါ့အန်တီဝမ်ကမျက်နှာအေးဆက်ဆက်နဲ့မစ္စလီနေရောက်လာတာအတော်ပဲနင်တို့အိမ်ကလေးမီကိုတိုင်လို့တိုက်တိုက်လုံးဒုက္ခရောက်ကုန်ပြီဒီစရင်ကိုဘယ်လိုရှင်းမလဲလီချန်မိမကမျက်လုံးကြည့်ပြူပြီးတိုက်လုံးဒုက္ခရောက်တယ်ဆိုတာဘာကိုပြောတာလဲသူကတရားမဝင်စောက်ထားတာလေငါတို့တိုင်တာကပြည်သူအတွက်အကျိုးပြုတာပြည်သူအတွက်အကျိုးပြုတယ်ဟုတ်လားကြမ်းကျဲကဒေါသတကြီးရေပြီးဒါဆိုရင်အခုငါကလေးချောင်းဆိုပြီးစေးုံတက်နေရတာကိုနင်တို့ကပဲအကုန်ကြခံပါလားလ
လီချန်မိမကလက်ပင်ကြီးထောင်ပြီးအဲ့ဒါကနင်တို့ကလေးရဲ့ကိုခံအားမကောင်းလို့လေငါတို့နဲ့ဘာဆိုင်လဲပြီးတော့ရေယိုတာကလှေကားမှာပြဿနာရှိလို့မင်းတို့မန်နေဂျာကိုတွားရှာဆောက်လုပ်ရေးကုမ္ပဏီကိုတွားရှာလေးဘာလို့ငါတို့ကိုပတ်စံလာတောင်းတာလဲဒီစကားကလူတိုင်းရဲ့ဒေါသကိုမီးဟုံးဟုံးတောက်စေခဲ့တယ်။အန်ကယ်ချန်ကဖုံးထုတ်ပြီးရှေ့နေနဲ့ဖုံးပြောထားတဲ့အတန်ဖိုင်ကိုချပြလိုက်တယ်။ငါရှေ့နေနဲ့တိုင်ပင်ပြီးရှေ့နေကရှင်းရှင်းလင်းလင်းပြောတယ်။လီချန်ရဲ့တိုင်ကြားမှုနဲ့ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေကြားမှာတိုက်ရိုက်အကျိုးအကြောင်းဆက်ဆက်မှုရှိနေတဲ့အတွက်သူကပူးတွဲရော်ကြေးပေးရမယ့်တာဝန်ရှိတယ်တဲ့။လီချန်မိမစက္ကန့်ပိုင်းလောက်ကြောင်သွားပြီးမှကျမ်းပြင်ပေါ်ပြစ်ထိုင်ချလိုက်ပြီးလူနိုင်ကျင့်နေကြပါပြီအားလုံးကအိမ်နီးနားချင်းတွေပဲလေငါတို့ကစေတနာနဲ့တရားမဝင်တာကိုတိုင်တာကိုပြစ်မှုရှင်ဖြစ်သွားရတယ်ဒါတရားမျှတမှုရှိသေးရဲ့လားလို့အော်ငိုတော့တာပဲသူအုံငိုနေပေမဲ့ကော်ရီတာတဲကဘသူမှတနာမဲ့သူမရှိဘူးအန်တီဝန်ကအေးဆက်ဆက်နဲ့မင်းတရုတ်ဆောင်မနေနဲ့အဲ့ဓာတွေကအပူပဲသုံးလာကကြမ်းကြဲကပူပြတ်သားတယ်မစ္စလီနေတကယ်ပဲမခံမရနိုင်ဖြစ်နေရင်တရားရုံးမှာပဲတွေးကြတာပေါ့ငါအိမ်ကဆုံးရှုံးမှုတွေကိုတန်ဖိုးဖြတ်ပြီးတိမ်ပေါင်း1800တပြားမှရှော့လို့မရဘူးတခြားအိမ်တွေကလည်းမိမိတို့အိမ်ရဲ့ဆုံးရှုံးမှုပမာဏတွေကိုအသီးသီးထုတ်ပြောကြတော့တယ်စုစုပေါင်းရော်ကြီးသိန်းပေါင်း12000ကျော်လီချန်ကဒီကိန်းကနန်းကိုကြားလိုက်ရတဲ့အချိန်မှာတော့တကူလုံးတုန်ခါသွားပြီးလဲကျလူမတက်ဖြစ်